ဒီကြရလေးကိုတောက်ကြနေတိုင်းလိုက်လို့ရပါတယ်ရှင်ကျမလည်းဆီယမတယောက်တင်ထားတွေ့လို့ရှေ့တစ်ပတ်တောက်ကြနေရမှာလိုက်လို့ကြည်တာထူးခြားမှုလေးရှိလို့ဒီတစ်ပတ်မှာပြန်လည်မျှဝေလိုက်ပါတယ်ရှင်နွေတစုံကိုရေနဲ့မျောနေတဲ့အချိန်မှာကျမတို့ပြောအမှားလေးရတော့ကျမတို့မှာရှိနေတဲ့ကံညက်နာတွေမကောင်းတာတွေကိုဒီနွေနဲ့မှရောပြီးတော့မှပါသွားပြီလို့ကျမတို့ပြောပြရမယ်မကောင်းသောတိုက်ခိုက်တွေမကောင်းသောအနှောက်အယှက်တွေကိုဒီနွေနဲ့မှကျမတို့ပါသွားပါပြီထပ်ပြောအမှားလေးရကြတော့ကျမတို့ကံကောင်းခြင်းတွေရောက်ရှိလာပါစေလက်လာပါတွေရှင်လန်းပါစေမကောင်းသောအတိုက်ခိုက်မကောင်းသောအဟံတံမကောင်းသောအတားဆီးတွေအားလုံးပပျောက်ပြီးတော့ကောင်းသောတိတ်ကောင်းသောနမိတ်တွေတာဝင်လာပါစေလို့ကျမတို့အစဉ်ပြေသလိုလေးပြောပြီးတော့ညွှန်လိုက်ရပါပြီရှင်ကျမတို့ခုပြောချင်တာလေဒါမျိုးတွေကမယုံလို့မရဘူးဘာလို့လဲဆိုတော့ကျမတို့နည်းနည်းအောင်မြင်လာပြီဆိုရင်နည်းနည်းတိုက်ခိုက်ရှိတယ်များများအောင်မြင်လာပြီဆိုလို့ရှိရင်များများတိုက်ခိုက်ရှိတာဒါတဘာဝပဲပေါ့နော်အဲ့